လွန်ခဲ့တဲ့နှစ်အနည်းငယ်ကရန်ကုန်မြို့ရဲ့မိုးတဲ့ဌာနဲ့ညတညမှာပေါ့ကိုကျော်ဆိုတဲ့တက္ကစီသမားဟာအိမ်ပြန်ဖို့ပြင်နေတော့လမ်းဘေးမှာထီးအဖြူလေးစောင်းပြီးရက်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတယ်အမျိုးသမီးကအဝတ်အစားဖြူဖြူစင်စင်နဲ့တတော်လေးလဲချော်ပါတယ်သူကရေဝေးသူတန်နာကိုပို့ပေးပါလို့ခတ်တူတူလေးပြောတယ်ကိုကျော်လည်းညနဲ့နေပြီဆိုတော့တနာတာနဲ့တင်ခေါ်ခဲ့လိုက်တာပေါ့လမ်းတစ်လျှောက်လုံးမှာအဲ့ဒီအမျိုးသမီးကစကားတစ်ခေါက်မှမပြောဘူးကားနောက်ကြည့်မှန်ကနေကြည့်လိုက်ရင်လေသူကခေါင်းငုံပြီးငြိမ်နေတယ်အဲ့ဒီချိန်မှာကိုကျော်တတိထားမိတာကကားထဲမှာအဲခေါ်မဖွင့်ထားပေမဲ့ရေခဲတစ်ထတဲ့ရောက်နေတယ်လို့အရန်အေးဆက်လာတယ်ပန်းနဲ့လိုအမွှေးတိုင်နဲ့လိုတင်းပြန့်ပြန့်အနံ့တစ်ခုကကားထဲမှာပြည့်နေတယ်ကာမီယောင်ကလမ်းဘေးကဖြတ်သွားတဲ့အလင်းတိုင်တွေကိုကြောသွားတိုင်းမှန်ထဲမှာအဲ့ဒီအမျိုးသမီးရဲ့မျက်နှာကဖြူဖြို့နေတာကိုမြင်နေရတယ်။သူတန်ကေဝါနာရောက်တော့အမျိုးသမီးကဒီမှာပဲရက်ဖေးပါလို့ပြောတယ်။ကိုကျော်လည်းကားရက်ဖေးပြီးပိုက်ဆံအမ်းဖို့နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဘယ်သူမှမရှိတော့ဘူး။ထိုင်ကုန်ပေါ်မှာတော့သူစောင်းလာတဲ့ထီးအဖြူလေးကရွှဲရွှဲဆူပြီးကြံခဲ့တယ်။ကိုကျော်ကြောက်လန့်လန့်နဲ့ထီးကိုကိုင်းကြည့်လိုက်တော့ထီးကရေးဆိုးနေတာမဟုတ်ပဲမြေကြီးတွေရွှွတ်နေနဲ့ပေးချမ်းနေတာကိုတွေ့လိုက်ရတယ်တဲ့။နောက်နေ့မနက်မှာကိုကျော်တီးလိုက်ရတာကလွန်ခဲ့တဲ့တစ်ဖက်ကအဲ့ဒီနားမှာအမျိုးသမီးတစ်ယောက်ကားတိုက်မှုနဲ့စုံပါသွားခဲ့တယ်ဆိုတာပါပဲ။